ကဲဗျာတာကောတွေရေပတ်နေပြန်ပြီရေပတ်နေပြန်တာကောတွေကျွေးမယ်ဒီမှာဒီတပုံးပူလာဒါအနေထိုင်ပုံးပေါ့ငါးချီအကြီးကြီးထိုင်တာပေါ့အနေလေးကိုအနေများလာရင်ဒီဘက်ကလေမှုတ်ထုံးလာရအောင်အထင်းမှာဘာမှမပါဘူးဒီမှာကျွန်တော်အပင်လေးတွေရေဟိုအပင်ဆိုင်မှာရေပင်နေဆိုင်မှာပေါ့ဗျာဒီအနေတစ်ခုရှိတာဘာတစ်ခုကောင်းလဲဆိုရင်ကျွန်တော်ဒီရေစစ်ကို300တခါစီးကြမလို့တော့ဒီရေစစ်ကိုအဲ့တော့ပို့ပြီးမှတန့်ရှင်းသွားပေါ့ဒီမှာတစ်ခါထိုင်လိုက်တော့ဒီရေစစ်ကိုအခုက400တခါလောက်ပြင်ပါအခု300ရှိပြီဗျာစီးကြမလို့လေအောက်မှာကတော့အမိုနီယာလေးအကောင်းလေးပေါ့ဗျာဒီတိုင်းလေးပဲတစ်နှစ်ကျော်ပြီဒီကောင်းလေးမွေးတာမွေးတော့ဒီတော့ကလေးအခုကြီးဖြစ်နေကျွေးမလာမခဏနေ